Tech Brother ပြောပြမယ် ChatGPT Gemini Cloud တို့ကိုအပုံလုံးသိကြပါတယ်ဒါပေမဲ့အခုနောက်ဆုံးထွက် benchmark တွေအရထိဆုံးနေရာတွေကိုတရုတ် AI ဓာတ်ခွဲခန်းတွေကသိမ်းပိုက်ထားပါတယ်ဒီ AI အသစ်တစ်ခုကိုမိတ်ဆက်ပေးပါရစေပထမတစ်ခု GLM 5.1 Z.AI ကထုတ်တယ်အရင် Zipu AI လို့ခေါ်တယ် SWE Bench Pro မှာ 58.4 ရပါတယ် GPT 5.4 57.7 နဲ့ Cloud Opus 4.6 57.3 ကိုကျော်သွားပါတယ် MIT license အောက်မှာထုတ်ထားတဲ့အတွက်အခမဲ့ download လုပ်ပြီးသုံးလို့ရပါတယ်ပြင်ဆင်လို့လည်းရတယ် April 9 ရက်နေ့ကထွက်ရှိခဲ့ပါတယ်ဒုတိယတစ်ခု Kimi K2.6 Moonshot AI ထုတ်တယ် SWE Bench Pro မှာ 58.6 ရပြီး GLM 5.1 ကိုတောင်ကျော်သွားပါတယ်ဒါလည်း MIT license အောက်မှာပါ April 21 ရက်နေ့ကထွက်ရှိခဲ့ပါတယ်ဒါဘာဒိတ်ပဲလဲ April ဒါဘာဒိတ်ပဲလဲအကောင်းဆုံး AI တွေကအမေရိကန်ကပဲလာတယ်ဆိုတဲ့အယူဆကိုချိုးဖျက်လိုက်ပါပြီတရုတ်ဓာတ်ခွဲခန်းတွေကအခုထိတ်ဆုံးကိုရောက်နေပါပြီဒုတိယဒီ model နှစ်ခုလုံးက open source ဖြစ်တဲ့အတွက်သင်ကိုယ်တိုင် download လုပ်ပြီးစမ်းသုံးလို့ရပါတယ် MIT license အောက်မှာမို့ business threat လည်းအခမဲ့သုံးလို့ရပါတယ် developer တွေအတွက် ChatGPT နဲ့ cloud ကိုငွေပေးသုံးနေရတဲ့အစားအခမဲ့ကောင်းကောင်းတွေကိုစဉ်းစားလို့ရလာပါပြီဒါပေမဲ့အားလုံးအဆင်ပြေတာတော့မဟုတ်ပါဘူးဒီ model တွေက coding မှာထူးချွန်ပေမဲ့တခြားဘာသာစကားပိုင်း creative writing လိုမျိုးအပိုင်းတွေမှာ GPT 5.4 နဲ့ Cloud Opus 4.6 လောက်ကောင်းကောင်းမလုပ်နိုင်သေးဘူးလို့ဆိုပါတယ်ဒါပေမဲ့နည်းပညာကမြန်မြန်ဆန်ဆန်ပြောင်းလဲနေတာမို့ဘလောက်အထိကောင်းကောင်းလုပ်နိုင်လဲဆိုတာကိုစောင့်ကြည့်ရမှာပါဒီ AI အသစ်တွေရဲ့အထူးခြားဆုံးအချက်က open source ဖြစ်တဲ့ MIT license ဆိုတာပါသင်က coding လုပ်တဲ့ developer ဆိုရင်ဒီ model တွေကိုအခမဲ့ download လုပ်ပြီးသင် project ထဲမှာထည့်သုံးလို့ရပါတယ်ဒါဟာအနာဂတ်မှာ AI လောကရဲ့လမ်းကြောင်းကိုပြောင်းလဲစေနိုင်တဲ့အချက်တစ်ခုပါနေ့စဉ်မိနစ်ပိုင်းလေးဒီလို AI weekly တွေကိုလေ့လာပြီး Tech Brother နဲ့အတူပို့တော်လာအောင် follow လုပ်ထားပါဦး